Hello ကျမတို့ပြန်တွေ့ရပြန်ပြီเนาะကျမမလာဝုန်းဖြစ်ပါတယ်တူမိတ်ဆက်ပေးကြမလို့တော့လို့ထင်ပါတယ်เนาะဆိုတော့မလာဝုန်းကဒီနေ့ဗီဒီယိုလေးက analysis ဘိုင်းရဲ့ fundamental ဘိုင်းရဲ့ကိုတွဲဖက်ပြီးတော့မှသုံးသပ်ပြီးတော့ပြောပြပေးသွားမယ်မလာဝုန်းတို့တောက်ကြနေ့မှာအတူတူ analyze လုပ်ခဲ့တဲ့ live မှာပေါ့နော် live stream မှာအတူတူ analyze လုပ်ခဲ့တဲ့ဈေးလေးကအားလုံးဒီမှာ live မှာကြည့်ရတူဆိုရင်မှတ်မိလက်အောင်မယ်ထင်တယ်ပေါ့နော်ဆိုတော့အဲ့တော့4100ကျော်အထက်ပေါ့ကျွန်တော်မလာဝုန်းတို့ analyze လုပ်လိုက်တယ်ဆိုတော့အဲ့နေရာမှာတခြားအခုဒီနေ့ပြောပြပေးမယ့်အကြောင်းအရာမှာတောက်ကြနေစနေတနင်္ဂနွေနေ့2ရက်ပိတ်သွားတယ်တောက်ကြနေမလောက်တော့ order မွေး live တည်တတ်မယ်သွားလိုက်တယ်ပေါ့နော်ဆိုတော့စနေတနင်္ဂနွေနေ့2ရက်မှာပိတ်သွားတဲ့အချိန်မှာတရလာနေမှာကျတော့ကနောက်ကတင်းဖြစ်ပြီးတော့မှဈေးကထိုးကျလာတယ်ဆိုတော့ဘယ်လိုမျိုးအကြောင်းတရားအကြောင်းထိုးကျရလဲပြီးတဲ့အခါကျတော့မလောက်တော့အပြင်မှာကြားနေရတဲ့တရင်ပိုင်းဆိုင်ရာအနေထားတွေရောဘာလို့မကောင်းမဲနဲ့ရွှေဈေးကဘာလို့ safe and asset ကဘာလို့ကြာနေရတာလဲဆိုတာတကယ်တည်းကကြာရလို့မခေါ်ဘူးပေါ့ side way rate ထဲမှာတွားနေရပေါ့နော်မလာဝလာမိဘာကြောင့်ဈေးကအလောက်ကျနေရလဲဆိုတော့ side way rate ထဲမှာပဲဒါဈေးကတွားနေရကြာရလို့မခေါ်သေးဘူးဆိုတော့ तू ကလက်ရှိ side way ကဒါ3980ဝန်းကျင်နဲ့မလာဝန်တို့4200ဝန်းကျင်ဆိုတာအားလုံးသိကြတာပဲเนาะဆိုတော့အဲ့ဝန်းကျင်ထဲမှာ market ကပြေးနေတော့မယ်ဆိုတော့ဟုတ်ပြီဒါဆိုရင်စနေတနင်္ဂနွေမှာနည်းနည်းတခြားdata impact တွေအရန်ကြီးရဲ့ဟာလေးရှိရယ်ပေါ့နော်ဆိုတော့အဲ့မှာ gap ဖြစ်ပြီးတော့မှကျသွားတာတွေ့ရတယ်အဲ့တော့မလာဝုန်းကဒီ fundamental ဘိုင်းကိုခဏထားအောင်ပေါ့နော် fundamental ဘိုင်း sorry technical ဘိုင်းကိုခဏထားအောင် fundamental ဘိုင်းဆိုင်ရာဘာကြောင့်ကျတယ်လဲဆိုတဲ့အကြောင်းရင်း၄ချက်လေးကိုမလာဝုန်းဆွဲထုတ်ထားတယ်အဲ့တော့စနေတနင်္ဂနွေရောတနင်္လာနေ့ရောဘာကြောင့်ရှာဖွေလိုက်တဲ့အခါမှာ fundamental ဘိုင်းဆိုင်ရာကြီးအပေါ်ရန်ကြောပေါ့နော်ဆိုတော့ FED အနေနဲ့Hawkit ပေါ့ပြန်ပြီးဖြစ်လာရတဲ့အဓိကအကြောင်းရင်းတရားဆိုတော့လေအမှ speaker မလာဝန်တို့ဒီလေ FED governor လေ Waller ကနေပြီးတော့မှဒီ inflation ကဆက်မြင့်နေအောင်မယ်ဆိုလို့ရှိရင်တဲ့ interest rate ကထပ်ပြီးတော့မှတိုးရနိုင်ခြေရှိကြောင်းကိုလည်းသူကအဲ့ဒီ speak မှာပြောခဲ့တယ်အဲ့ဒီစကားကြောင့်ပဲ market က FED အတိုးနှုန်းမြင့်မှာပဲဆက်ရှိနေအောင်မယ်ဆိုရယ်မျှော်လင့်ချက်နဲ့ပဲဒါဒေါ်လာတွေကိုပြန်ပြီးတော့မှ demand အားကောင်းလာတယ်ပေါ့ပြန်ဝယ်လာတယ်ပေါ့ interest rate တွေတက်မှာဆိုတော့ဘာမှထားမဲ့အတွက်ဒေါ်လာတွေဝယ်တယ်ပေါ့ဆိုတော့ဒေါ်လာဒီglobally asset တစ်ခုဖြစ်တယ်ပေါ့နော်ဆိုတော့ကျမတို့လည်းဒါဝယ်တယ်ပေါ့စုတယ်ပေါ့အဲ့လိုမျိုးလေးပေါ့အဲ့လိုမျိုးပေါ့နော်ဆိုတော့အဲ့လိုမျိုးလေးစုတယ်ဆိုတော့အဲ့ဈေးကတက်မယ်လို့မျှော်လင့်တဲ့ခါကျလို့ရှိရင်ဒေါ်လာဈေးကင်တယ်အဲ့လိုမျိုးလေးပေါ့နော်ဆိုတော့ဟုတ်ပြီဒါဆိုရင်နောက်ထပ်ဘုံကြီးကြီးလည်းတက်နိုင်တယ်ဆိုတော့အဲ့တော့ USD ကအားကောင်းလာဖြစ်တဲ့အတွက်ကြောင့်မလို့ရွှေပေါ်မှာတွားပြီးတော့မှဖိအားပေးခြင်းခံရတယ်ပေါ့ဆိုတော့နံပါတ်1ပေါ့နောက်တစ်ခုကကျတော့လက်ရှိ US နဲ့ Israel Iran ရဲ့တင်းမာမှုကြောင့်ရေနံဈေးက5%ခန့်ထိကိုတက်သွားတယ်မလားဝန်တော့ဟိုတနေ့ကရေနံဈေးသုံးသက်တဲ့ဟာမှာမြင်မယ်ထင်တယ်တက်သွားပြီเนาะဆိုတော့တက်သွားတာကလည်းသတင်းကြောက်ကိုမလားဝန်တော့မသိဘူးလေသတင်းတွေပါဆိုအဲ့လောက်ထိဟိုမဖြစ်ဘူးဟိုမှာလည်းချက်ပြထားတယ်အများကြီးကတော့ထိုးတာပေါ့เนาะဆိုတော့နီးယားလေးရောက်တော့မယ်သတင်းကတော့မသိဘူးဒါပေမဲ့technically အဲ့နေရာမှာလှတယ်ဆိုတော့ demand အားကောင်းနဲ့စုပြီးတော့မှတက်သွားနိုင်မယ်ဆိုရဲနေရဖြစ်တော့မလာဝန်တို့ရေနံဈေးကိုအတက်ခံမလိုက်တာ okay by the way အဲ့ဗီဒီယိုလည်းသွားကြည့်လိုက်လို့ရတယ် okay ရေနံဈေးကဒီ US နဲ့ဒီ Israel ပါ Iran ပေါ့နော် Iran ရဲ့တဲမာမှုကြောင့်ရေနံဈေးက900%လောက်ထိတက်သွားတယ်ပုံမှန်ဆိုရင်စစ်ပွဲဖြစ်တယ်ဆိုလို့ရှိရင်ဒါကိုကတက်တယ်လို့လူအများစုကယုံကြည်တယ်ဒါပေမဲ့ဒီခေါက်မှာကဒီရေနံဈေးကလည်းထက်တယ် inflation ထက်တယ်ရေနံဈေးတက်တဲ့ခါကျတော့တွားပြီးတော့မှဝယ်ရမယ်တမန်ရများတော့ဒါ inflation တွားပြီးထိရပေါ့နော်အဲ့တော့ FED ကလည်းဒါဒီ rate ကိုမလျှော့နိုင်ဘူးဆိုပြီးတော့မှ goal ပေါ်မှာဖိအားတက်ရောက်တဲ့ဒီစနေတနင်္ဂနွေမှာဆိုတော့ဘုံတိုင်းကုန်းကွန်းဆိုပြီးတော့ကျသွားတာပေါ့နောက်တစ်ခုကနံပါတ်3အချက်ကအခုလာမယ့်အရေးကြီးတဲ့ဒီတစ်ပတ်မှာလာမယ့် data ပေါ့ CPI ပေါ့ CPI data လာတဲ့အခါကျလို့ရှိရင်လေဆိုတော့ market ကဒီ consumer price index ပေါ့ဆိုတော့တနည်းအားဖြင့် inflation ကောင်းလား inflation ကျလားဒီပုံမှာမူတည်ပြီးတိုင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့ interest rate decision မှာလည်းသူကတက်ရင်ကောင်းမလားကျရင်ကောင်းမလားဆိုတဲ့ဟာမျိုးကိုဒီ CPI နဲ့လည်းထည့်သွင်းစဉ်းစားရ okayအဲ့တော့trader အများစုကဒီလိုမျိုး CPI အဲ့လိုအရေးကြီးတဲ့ data တွေမထွက်လာခင်မှာလေ position တွေကို short ချတယ်ဆိုတော့ဥပမာဝင်ထားတဲ့အများကြီးဆိုလို့ရှင်လေတို့ CPI တွေထွက်လိုက်ခါကြလို့ရှင်လေအခုလက်ရှိက side way ဖြစ်နေရကမလောက်တော့ဘယ်နှစ်ပတ်လောက်ရှိပြီတပတ် sorry နှစ်ပတ်သုံးပတ်လောက်ရှိပြီတင်ပြန်ကြည့်လိုက်မယ်နော်ဆိုတော့အဲ့လောက်sorry နှစ်ပတ်လောက်တော့ရှိပြီတင်နှစ်ပတ်လောက်ဆိုတဲ့အင်အားကတနည်းအားဖြင့်တစ်ခုခုကိုသူ movement flow ရတော့မယ်အနေထားမျိုးဆိုတော့ undecision ဖြစ်နေရကနေပြီးတော့မှ decision market ကဆုံးဖြတ်ရတော့မယ်ဆိုတဲ့အနေထားမျိုးဆိုတော့စကားမဆက်မလောက်တစ်ချက်ဒီဘက်လေးကြည့်လိုက်မယ်နော်recording ဆွဲထားလားလို့ okay ဆွဲထားတယ်
ဆိုတော့လန့်သွားနော် recording မဆွဲမှာဆိုတော့အဲ့ဒါကြောင့်မလို့အဲ့ CPI data မထွက်လာခင်မှာတော်တော်များအဲ့လိုမျိုးပေါ့ market ကနေထွက်တယ်ပေါ့နော်အဲ့ဆိုတော့အဲ့အပိုင်းလေးရှိတယ်ဆိုတော့အဲ့ဒါကြောင့်မလို့လေလက်ရှိမှာ taking profit နဲ့ tracking ယူပြီးတော့မှเนาะပိတ်ချင်တဲ့သူလည်းရှိမယ်ဒီ risk ကိုပြန်ပြီးတော့မှတော့ပြန်ချော့ချတာပေါ့နော် reduction လုပ်တဲ့သူလည်းရှိမယ်ဆိုတဲ့အခါကျတော့ဒီ CPI data မထွက်ခင်မှာအဲ့ဆိုမင်းလောင်တို့ပြီးလို့ရှိရင် fundamental ဒီတစ်ပတ်မှာဘာတွေထွက်မလဲဆိုတဲ့အပိုင်းလေးတွားကြည့်မယ်ဆိုတော့အဲ့ဒါ okay နံပါတ်4အချက်ကဆိုတော့ technically breakdown ဖြစ်တယ်ဆိုတော့မလာဘူးနော် support resistance ကြိုးရတယ်မလာဘူးပြောရလေအဲ့ဒီတောက်ကြလေးညမှာနော်အပိတ်ဆိုတစ်ချက်ကြည့်ပြီးတော့ဈေးက noise နေတယ်နော်ပြီးခါဆိုလို့ရှိရင်तू ကဈေးက तू သွားကြရှိရသွားမှာပဲမလားဟိုတော့ခံမှန်းကြရှိရခံမှန်းရမှာပဲ breakout ဖြစ်လာမဖြစ်လာကြည့်ပညာမှာ risk နဲ့လည်းကြည့်ပြီးလို့ရှိရင် entry win profit share အဆန်ထိရင်လည်းအဆန်နေရမယ်အရှုံးနေရမယ်ဆိုတဲ့ဟာပေါ့အဲ့မှာ तू ကလက်ရှိမိုမီတိုင်ကတရက်ထင်းနဲ့3% level လောက်ကျသွားတယ်ပေါ့နော်အဓိက check ကဘာကြောင့်လဲဆိုတာကိုtechnical analysis ရပြီးရင်သွားပြီးတော့ခံမှန်းမယ်ဟုတ်ပြီဒါကကြတော့အခုလက်ရှိရွှေဈေးကျသွားရပါတယ်ဆိုတဲ့ဒါအကြောင်းရင်းတရားပေါ့နော်ဒါဆိုရင်လက်ရှိမှာ14ရက်ဇူလိုင်2026မှာပေါ့နော်လက်ရှိကမ္ဘာနိုင်ငံရေးတရင် update လေးလည်းမလောက်ပြင်ဆင်ပေးထားတယ်ဒါလူရင်းတိုရှင်ပေါ့နော်မလောက်လည်း live ဖတ်ကြည့်ရပါပေါ့နော်ဆိုတော့BBC တို့တခြားသောဒီ data တွေတင်တဲ့သူစီမှာတွားကြည့်လို့ရတယ်ပေါ့နော်ဟုတ်ပြီဒီမှာဆို American နဲ့ Iran ကြားမှာ investing.com မှာလည်းကြည့်လို့ရတယ် American နဲ့ Iran ကြားမှာเนาะအပြည့်ရက်စဲသဘောတူညီချက်ထပ်မံပြီးတော့မှဒါပြိုကွဲလာတဲ့အခြေအနေပေါ့ကွယ်သိရမလားဒီ hormone ရေလက်ကြားကလည်းဘယ်သူထိန်းချုပ်တယ်လဲရေနံတင်မောတွေဖြတ်တန်းခွင့်နဲ့ပတ်သက်ပြီးတော့မှအငင်းပွားမှုတွေကလည်းဆက်လက်တည်ရှိနေသေးပဲအဲ့တော့တန်တမန်ရေးရာဆွေးနွေးပွဲအတက်မတက်မနိုင်သေးတာကြောင့်ဒီ data အတွဲဒါမတည်ငြိမ်မှုတွေကလည်းဖြစ်ပျက်နေသေးပဲလက်ရှိဒါ American နဲ့ Iran ရဲ့တဲမာမှုအခြေအနေ hormone ရေလက်ကြားမှာကျတော့ကမ္ဘာရေနံတင်သွင်းမှုရဲ့အရေးကြီးဆုံးဖြစ်တဲ့လမ်းကြောင်းဒီ hormone တင်မောတွာလာမှုကို short ချနေပါတယ်ပြီးခါကျတော့ဒီ UAE ကလည်း hormone ကိုမဖြတ်ဘဲနဲ့ဒီတခြားစိတ်ကန်းဘက်ကနေပြီးတော့မှအမ flu j ရလာအဲ့မှာစိတ်ကန်းဘက်ကအတတ်မှားနိုင်တယ်ပေါ့နော်အားပြေးဖို့အတွက်စီစဉ်နေလို့လည်းတွေ့ရပါတယ်အဲ့တော့ဒီ market impact အရာကတော့ဒါရေနံဈေးကတက်နိုင်ပြီးတော့မှဒီ inflation ပေါ်ကိုဖိအားတက်နိုင်တယ်ဒါကြောင့်မလို့ go ကနေပြီးတော့မှ safe haven SF အနေနဲ့ဝယ်လိုအားပြန်ပြီးတော့မှတက်လာနိုင်တယ်ဆိုတဲ့အကြောင်းလည်းဒါရှိရပေါ့နော်ဆိုတော့ဒါပေမဲ့မလာဘူးနော် market ကတော့ဒါသူလောက်ဆရာရှိရလောက်မှာနိုင်ငံရေးခင်းချင်းဆိုတာလည်းရှုပ်ထွေးတယ်ဒါကြောင့်မလို့ဘယ်လိုပဲ market သွားနေပါစေပေါ့နော်ကိုအဆုံးဆုံးခဏနိုင်တဲ့ပမာဏနာမှာပဲဝင်ဖို့အတွက်ဒါမလာဘူးခဏပြောနေပါတယ်ဒါအခုမလာဘူးအမြဲကြည့်နေတဲ့သူတွေဆိုလည်းသိပြီပေါ့နော်အခုမှစပြီးတော့မလာဘူးကြီးရှုတဲ့သူတွေအနေနဲ့လည်းဒါမလာဘူးရဲ့ဗီဒီယိုလေးကြည့်ပြီပေါ့နော်ဆိုတော့အဓိကမလာဘူးကဒီညမှာပိုင်းဝယ်တဲ့နဲ့ရောင်းတဲ့နဲ့ပြောတာမဟုတ်ပဲနဲ့ဒီညမှာ risk နေတာဖြစ်တဲ့အတွက်ကြောင့်ဒီညလေးမှာ order ဝင်လိုက်တဲ့ခါကျရင်တော့ကိုအတွက်ကဘယ်လိုလေးကြံတယ်အဲ့လိုမျိုးလေးပဲမလာဘူးပြောပြရပါပေါ့နော်နောက်တစ်ခုကယူကရိန်းစစ်ပွဲပေါ့နော်ဥရောပခေါင်းဆောင်တွေကဒါဖက်ရစ်မှာတွေ့ဆုံပြီးတော့မှဒါယူကရိန်းကိုပေါ့နော်စစ်ရေးအကူအညီဆက်လက်ဒါလောက်ဆောင်ပြီးသွားမယ်ဆိုပြီးတော့မှအတည်ပြုခဲ့ရတွေ့ရတယ်။ sanction အသစ်တွေကိုလည်းချမှတ်လာတာတွေ့ရတယ်ပေါ့နော်။နောက်တစ်ခုကကျတော့နံပါတ်4ချက်ကတော့ FED နဲ့ဒါ inflation ပေါ့ market အားလုံးကဒီဘက်မှာဒါဒီ US ရဲ့ CPI စောင့်ကြည့်နေကြရတယ် CPI ရဲ့ result က FED ရဲ့ interest rate လမ်းကြောင်းတက်ရောက်နိုင်တယ်အဲ့တော့ Go US stock market အရေးကြီးဆုံးတော့ဒါပြောရမယ်ဆိုရင်cycle analysis ထဲမှာဖြစ်နေရပေါ့နော်ဆိုတော့ကျမတို့အဲ့ဒါကတော့ FED ကเนาะအကုန်လုံးပေါ်သွားပြီးတက်ရောက်တယ်ပေါ့နော်ဒါကြောင့်မို့လဲဒီနေ့ FED data ထွက်မဲ့အချိန်မှာမလောက်ဘူးနော်ဘာဖြစ်နိုင်လဲဆိုတာကိုtechnical အရာသွားကြည့်ကြရအောင်ဆိုတော့မလောက်ဘူးဒီဘက်လှည့်လိုက်မယ် okay အဲ့ဒါဆိုလို့ရှိရင်မလာဘူးတို့အခုမြင်တွေ့ချက်ကိုတွေ့ရမယ်ထင်တယ်ဆိုတော့ဒါကတော့ရေနံလေးခဏကြည့်လိုက်မယ်နော်အကြမ်းမြင်လေးပဲမလာဘူးရေနံမထွက်ဘူးဆိုတာကိုယ့်ရဲ့ equity နဲ့လက်ရှိထွေးပြလို့လည်းအဆင်မပြေဘူးဆိုတော့လေမလာဘူးတော့မမီလာမတဲ့နော်ဒီမှာဆွဲပြလိုက်တဲ့လမ်းကြောင်းဆွဲပြပြီးလမ်းကြောင်းပြီး gap နဲ့ဖြစ်ပြီးတော့မှဒီမှာဒီ gap ကလည်းမလာဘူးမီးရဲဆိုတော့ gap drop လည်းတည်တံ့လုပ်ပြီးပါအောင်မယ်ဆိုတော့တိထားရင်တော့ကောင်းတာပေါ့နော်ဆိုတော့ရှင်းပြပေးပါပေါ့နော်အဲ့ဗီဒီယိုလေးတည်တံ့လာပေးမယ်ဆိုတော့ဒီမှာ gap လေးဖြစ်တယ်ဝယ်လိုကရောင်းလို့เนาะဒီမမျှခြေဖြစ်တဲ့အခါမှာဒါမျိုးမျိုးတော့ကြောက်ဒါ gap တွေဖြစ်နိုင်တယ် gap ဖြစ်သွားတယ်ပြီးတော့ဒီမှာတက်သွားတယ်ဗျာသူရဲ့ history မှာရှိတဲ့support resistant နော် resistant လာပြီးတော့ဆန်းတယ် breakout ဖြစ်တယ်သူနောက်ထပ်ဆုံးကတော့မလောက်ဘူးတော့တစီကို84နောက်ထပ်ထပ်ပြီးအချိန်ကြီးစိုးမယ်ဆိုရင်85ပေါ့နော်85မှာထားလို့ရတယ်အလွယ်ပေါ့တစီကို85ဝင်းချိန်အဲ့လောက်ထိကိုရောက်သွားနိုင်တယ်ဆိုတဲ့အနေထားဒါကတော့
ဒါရေနံ 4 hour chart ကိုတစ်ချက်မလောက်တော့သုံးသက်တာအခုလက်ရှိကတော့ခဏ break ဖြစ်သွားနိုင်တယ်အဲ့တော့ရေနံ trade ရေနံမှာရေနံကုန်တယ်တွေရေနံအတွက်လုပ်ငန်းရှင်တွေရှိရပေါ့နော်ဆိုတော့ဒီ zone လေးကလည်းကြီးတဲ့နေတဲ့မှာပါတယ်ဆိုတော့ဒီ zone လေးရောက်လာပြီဆိုတော့ခဏတော့စောင့်ပေါ့နော်ဘာလို့လဲဆိုတော့သူကလေလက်ရှိဒီမှာ100% တက်တယ်ဆိုရင်50% ပူဘက်ပြန်ယူထားတယ်ပြီးတော့50%နီးပါးလောက်ဒီမှာပြန်တက်တဲ့အနေအထားမျိုးရှိထားတာဆိုတော့နည်းနည်းaware အနေနဲ့အတက်အနေနဲ့ခဏရက်တန့်သွားနိုင်တဲ့ technique နဲ့အရာလေဆိုတော့ 4 hour chat ဖြစ်တဲ့အတွက်ကြောင့်မလို့ SM များတယ်အဲ့တော့မလောက်အောင်ကဘာဖြစ်လို့ချင်လဲဆိုတော့ဒီနေရာမှာလေကိုကတော့ aware ကတော့သူ့ရဲ့ major trend ကြီးကတော့ aware sorry လက်ရှိ minor trend ကတော့ aware ပြနေရကွယ်ဆိုတော့ aware ပြတယ်ဆိုပေမဲ့မလောက်ဘူးဒီအခုလက်ရှိရောက်နေတဲ့နေရာလေးကဒီတစ်ခုလုံးရဲ့50% level ဆိုလဲဟုတ်တယ်ဗျာတိလားကျန်ဒီမှာ gap ဖြစ်သွားဘယ်လောက်လာလဲအရင်မိုက်တယ်နော်မလောက်ဝုံပြောချင်တဲ့သဘောတရားကအခုရေနံကမလောက်ဝုံတို့တောက်လျှောက်စစ်ရေးကာလမှာနော်တက်သွားပြီးတော့ဒီမှာ sideway range ဖြစ်တဲ့ခါမှာသူဒီမှာဒီ sideway ကလေဘယ်တော့တောင်ကြာလဲဆိုတော့2026 Masla ကနေပြီးတော့မှ2026အခု6လပိုင်းဆိုတော့3လရှိပြီဒီ sideway range တွေကနေ3လတော့မကောက်အောင်နော်ဟုတ်တယ် Masla 9ရက်နေ့ကနေပြီးတော့3လဝန်းကျင်ရှိရဲ့ဒီ sideway range ကြီးကိုလေ break out ဖြစ်ပြီးတော့မှအခုဒီ swing မဲ့ကြည့်ပါအောင်ပေါ့ဒီမှာသူ့ရဲ့အမြင့်မှတ်ပေါ့နော်ပို့ပြီးတော့နှိပ်တယ် lower high တစ်ခုကိုပုံဖော်တယ်ပြီးတော့ဒီမှာ lower low တစ်ခုတွေ့ရတယ်ပြီးတော့သူ့ရဲ့50% level Fibonacci နဲ့တိုင်းတာကြည့်လိုက်50% level တော့ရှိမယ်ဆိုတော့မလောက်အောင်တိုင်းတာကြည့်လိုက်မယ်နော် retracement အနေနဲ့လာပြီးတော့မှသွားတာဓမ္မပါ50%နီးပါးရဲ့ဒီ win ကျင်စုံလေးအဲ့ win ကျင်စုံလေးဆိုတော့ကြည့်ရတဲ့မျိုးလုံးနဲ့မှာခွဲခြားလို့ရတယ်ပေါ့နော်ဆိုတော့ဒီမှာ50%နီးပါးဆိုတော့တနည်းအားဖြင့်အဝယ်ရက်သွားနိုင်တဲ့နေရာတော့ရှိတယ်ဒီနေရာမှာအဝယ်လိုအားတွေပေါ့နော်လက်ကြီးသမားတွေရောလက်ငယ်သမားတွေအကုန်လုံးကဒီနေရာလောက်ရတဲ့ခါကျလို့ရှိရင်နည်းနည်းပြန်ပြီးတော့ရောင်းဖို့အတော့အဲ့လိုမှမဟုတ်သူတို့ order တွေပေးဖို့အတွက်ရှိတော့ဒီရှိဖို့မသိရင်အကြိုင်းမြင်ရနေကြနာမယ်နော်ရှိနိုင်တယ်ပေါ့နော်ရှိနိုင်တဲ့ခါကျတော့ဒီနေရာရောက်လို့ရှိရင်တော့အဝယ်တက်အောင်သွားနိုင်တယ်ပေါ့အဝယ်တက်အောင်သွားပြီးတော့မှနည်းနည်းအယောင်းဘက်လေးနည်းနည်းစဉ်းစားတဲ့နေရာလေးပေါ့နော် risk ကလည်းပိုနေတာဒီနေရာမှာကိုကအဝယ်စဉ်းစားမယ်ဆိုရင် SN ကအိုးမဟာတမမပဲဘယ်လောက်ထိတ်ထားရမလဲဆိုတော့မလောက်ဝန်တို့ဒီဝင်းကျင်ဇုံလောက်ထိထားရနိုင်တယ်ဒီမှာလေဒီအောက်လောက်ထိအဲ့ဒါမှပဲ SN ကဟိုဖြစ်မှာSN ကအဲ့ဒါမှလွတ်မှာနော်အဲ့ဝင်းကျင်စုံလောက်ထိစားထားရနိုင်တယ်ဆိုတော့စင်မပြေဘူးဒါကတော့ daily chat ပေါ့နော်ဆိုတော့မလာဝန်တို့က4 hour chat မှာလက်ရှိဒီနေရာလေးကလည်းတကယ်ဇုံဖြစ်တယ်ဆိုလို့ရှိရင်နော်ဒီဘက်လေးနည်းရွှေ့လိုက်မယ်လူပုံနဲ့ကွယ်နေမှာဆိုတော့တကယ်ဇုံဖြစ်တယ်ဆိုလို့ရှိရင်50 minute ဒီ3 minute လောက်မှာဝင်ပြီးတော့မှ short term အနေနဲ့ဒါ10ဘက်အချမ်း momentum ပြရဲဆိုတော့ခဏတာ day trade အနေနဲ့ short selling အနေနဲ့လှတဲ့ entry လေးလည်းဖြစ်မယ်ပြီးတော့ SN လည်းနည်းတယ်ပေါ့နော်ဆိုတော့ဒါကရေနံမှာ okay ရေနံပြီးသွားပြီဆိုလို့ရှိရင်မလောက်အောင်တော့ US dollar ကိုကြည့်မယ် US dollar ကတော့လက်ရှိဒီ period high ပေါ့နော်ဆိုတော့ recent high ပေါ့ recent high ဆိုတော့ lower high တစ်ခုပါပဲဒီနေရာမှာဒီ dollar က daily chart အနေထားရအရန်ကြာတယ်စိုက်ဝေးပြနေတာ2025မေကလေးကအခုတင်2026 6လပိုင်းဆိုတော့မလောက်အောင်တော့15လနီးပါးလောက်ရှိနေပြီ9လပိုင်းအခုက9လပိုင်း12လနီးပါးလောက်ရှိနေပြီဆိုတော့12လနီးပါးလောက်ရှိနေအနေထားမှာအခုလက်ရှိကတည့်ရဲ့ history high ကိုပြန်ပြီးတော့မှစမ်းနေရဆိုတဲ့အနေထားပေါ့လीနော်အခုဒီမှာ inflation ကိစ္စဘာညာကွာရတိုးတင်နေဆိုတော့မနေ့ကအမှ2ရက်မှာတက်သွားတယ်ပေါ့နော်ပိတ်ရက်မှာစပြီးတက်သွားတယ်အဲ့တော့ဒီဝင်းကျင်စုံကိုပဲbreakout ဆက်ပြီးဖြစ်နိုင်လားဆိုတော့မလောက်ဘူးကြည့်ရမှာနိုင်ငံရေးသတင်းကာလတွေပါတွေဆိုတော့ရှိရ inflation ထလည်းတိုးတင်မယ်ဆိုတော့ဘေးကပိုပြီးအားသာသွားမလဲဆိုတာကြည့်ရမယ်ကိုထရန့်ကြီးကဘယ်လိုမျိုးလှုပ်ဆောင်မလဲဆိုတာသူရဲ့နိုင်ငံဘယ်လိုမျိုး policy နဲ့တင်းကျပ်ပြီးတော့မှဘယ်လိုမျိုး US dollar ကိုဆွဲတင်မလဲဆိုတာလည်းကြည့်ရမယ်ပေါ့ဆိုတော့အဲ့ဒါကတော့သူကbreakout เนาะဖြစ်စရာရှိရာဖြစ်လိမ့်မယ်ကြာရင်လည်းကြာလိမ့်မယ်မလောက်ဘူးတော့မသိရင်เนาะအဲ့တော့ဟုတ်ပြီလက်ရှိကတော့သူအတက်ကိုတော့ဆွဲပြီးယူထားတာတွေ့ရတယ်ဒါပေမဲ့မလောက်ဘူးထင်ပါတယ်လွယ်ရောမလွယ်ဘူးပေါ့နော်တကယ်လို့တက်သွားခဲ့မယ်ဆိုလို့ရှိရင်ရောဆိုရင်ဒါတော့4 hour ချက်တက်သွားခဲ့မယ်ဆိုလို့ရှိရင်တော့ကွယ်လောကရွှေကတော့ downside ပမာဏတစ်ခုထပ်ပြီးတော့မှဒါတွေ့ရမယ်ဆိုတဲ့အနေထားပေါ့နော်ဆိုတော့ဒေါ်လာနဲ့ရွှေကစန့်ကျင်ဘက်ကိုဒါပေမဲ့အဲ့လိုလဲတရသိမှတ်လို့မရဘူးခါကြလို့ရှိရင်ဒေါ်လာနဲ့ရွှေဘိုင်တူတက်နေရဘိုင်တူကျနေတဲ့အနေထားမျိုးတွေလည်းရှိတတ်တယ်ပေါ့နော်ဆိုတော့အများကြီးလိုမျိုးတော့တရားသိမှထားလို့မရဘူး okay ဒါဆိုရင်မလာဝန်တို့ရဲ့ main character ရွှေเนาะရွှေလာပါပြီခမရွှေလာပါပြီခမဆိုတော့ဒါဟိုတနေ့ analyze လုပ်လိုက်တဲ့နေရာလေး okay ဒီမှာခဏဖြောက်လိုက်မယ်မလာဝန်တို့เนาะဒီ4 hour chat ကို daily chat ခဏပြောပြပေးနေရောပြင်းနေပြီထင်တယ်မပြောတော့ဆိုတော့ရှင်းရှင်းလေးပဲလေအခုလက်ရှိမလာဝန်တို့နောက်ထပ်တနေရာသွားမယ်ဆိုရင်တော့3900တော့ဆို3900နဲ့3880ဆိုရဲဒီ zone ပေါ့เนาะအဲ့စုံလောက်ကိုပဲ daily chat အနေနဲ့ပြန်ပြီးတော့မှ price ကဖြည့်ဖို့လိုရယ်ပေါ့နော်price ဖြည့်ဖို့ပဲလိုတော့တကယ်လို့ဒေါ်လာဈေးကbreakout ကသူကရှိသေးရအောင် breakout တော့ဖြစ်သွားပါရဲ့ fake break လား real break လားဆိုတာရှိသေးရလေဆိုတော့ fake break ဖြစ်တယ်ဆိုလို့ရှိရင်တော့ဒီဟိုလက်ရှိ daily ရဲ့အားက momentum ထောက်ပြီးတော့မှတက်သွားနိုင်တာပေါ့နော် daily ရဲ့ဒီလက်ရှိသူကစုံက demand စုံကနေပြီးတော့မှဒါတက်ထောက်ပြီးတက်သွားနိုင်တာပေါ့အဲ့ချိန်မှာဒီ US ကလည်းတော့
ဒီ breakout တော့ဖြစ်သွားပါတယ် favorite အနေနဲ့ပြန်ကျလာတဲ့အခါမျိုးမှာဆိုရင်တော့ရွှေကအတက်ဘက်ကိုလည်း select ရှိနိုင်မယ်ဆိုတဲ့အနေထားဒါကတော့ကြိုတင်ခံမှန်းတာကြိုတင်ခံမှန်းနေဆိုတာလူတိုင်းခံမှန်းလို့ရတယ်ဒါပေမဲ့မလောက်ဘူးတော့လက်ရှိလက်တွေ့ကြတဲ့နီးစနစ်ကိုပဲတွားကြမယ်ဒါဆိုအဲ့လိုဖြစ်နိုင်တယ်အဲ့ဟုတ်ပြီဒါဆိုရင်4 hour check ကိုကြည့်မယ်ကွာမလောက်ဘူးတော့လက်ရှိအနေထားမှာကြတော့နော်အခုလက်ရှိရောက်နေတာ side way rate အဲ့တော့မလောက်ဘူးသူ side way ကလည်းကြည့်လိုက်ဒီမှာနော်4200ကနေပြီးတော့မှလက်ရှိဒီမှာ4950ပေါ့နော်ဆိုတော့4950ဒီ win ကျင်ဆိုတော့အဲ့နှစ်ခုစုံထဲမှာပဲရှိနေတွေ့ရတော့မလောက်ဘူးအတက်ကြဖြစ်လဲဒါတက်သွားပါတယ်ကျသွားပါတယ်ပြောလို့မရအောင် decision ဖြစ်နေတော့မယ်ဆိုတော့ okay ဒါဆိုလို့ရှိရင်လက်ရှိဘာဖြစ်နိုင်လဲအခု CPI data လေးကိုလည်းတစ်ချက်သွားကြည့်မယ်ဘေးနေ့မှာထွက်မှာလဲမလောက်ဘူးတကယ်ပြောရမယ်ဆို analysis မလုပ်ထားဘူးသိလားအခုဒီမှာဗီဒီယိုလုပ်နေနေမှာတူတူကြည့်တာတူတူကြည့်တာတောက်ချာနေရကြည့်ထားတဲ့အခန့်ပဲရှိတာပေါ့ oh my god ဒီနေ့ထွက်မှာပဲဒီနေ့ထွက်မှာအင်္ဂါနေ့ထွက်မှာပဲ okay မလောက်ဗုဒ္ဓဟူးလောက်သုံးဖို့ကြာပြီးလောက်ထွက်မယ်ထင်တာပုံမှန်လေးတည်ရမလားအခု today ထွက်မှာကွယ် CPI data ရှိတယ်တော့ okay CPI data ရှိရဆိုတော့မလောက်တော့ဒီမှာနော် core CPI ကျွေးကောင်းသုံးလုံး CPI core CPI အဲ့တော့တစ်ချက်တော့ထောက်ကြည့်လိုက်မယ် consumer price index ကလေစားသုံးသူပိုစားတယ်ဆိုလို့ရှိရင်နိုင်ငံရဲ့စီးပွားရေးကောင်းလို့အဲ့လိုမျိုးဆိုတော့သူကတက်ရမယ်ဆိုတာလေ range ကမြင့်နေမှရမှာစားတော့တာနည်းနေရဆိုလို့ရှိရင်တော့တို့ကဘယ်လိုဖြစ်လဲဆိုတော့မကောင်းဘူးပေါ့မကောင်းတဲ့ခါကျ inflation အနေနဲ့ကြတော့ဒီ CPI data မကောင်းနေဘူးဆိုလို့ရှိရင်စားသုံးသူနေတဲ့ခါကျလို့ရှိရင် inflation ပုံမှန် normal တိုင်းဆက်ရှိနေမယ်ဆိုတဲ့အနေအထားမျိုးပဲရှိတယ် okay ဘယ်လိုပဲဖြစ်ပါစေမလောက်မလို့ကြည့်အောင်0.ဒီမှာ 0.6% period ကရှိတယ်တကယ်အကျိုးရထွက်သွားတာ0.5ဆိုတော့သူကအမြင့်ဆုံးက0.9 ထိအောင်ဆွဲတင်ထားတာတော်တော်ကြာရလို့ပြောရမှာ CPI အနေနဲ့လေ0.5% ပဲရှိတယ် actually နဲ့ဒီ period နဲ့ရှင်လိုက်ပြောရမယ်ဆိုရင်အရင်ဖြစ်ခဲ့တဲ့ဟာနဲ့တကယ်လက်ရှိ real ထွက်ခဲ့တဲ့ဟာနဲ့တကယ်အကျိုးတကယ်ထွက်သွားတဲ့ဟာနဲ့ချင်းရှိဒီ focus ကတကယ်ကြာဘာမှမဟုတ်ဘူးသူကခဏတာအတွက်ပဲဖြစ်နိုင်တာပေါ့နော်ဆိုတော့ဒါကလူတိုင်းခံမှန်းလို့ရတယ်ဆိုတော့ဒီမှာဒါကတော့ပြောရမယ်ဆိုရင်ပညာရှင်တွေခံမှန်းထားတာပေါ့ okay ဒီမှာအခုလက်ရှိဒီနေ့9လပိုင်း July 14ရက်နေ့ထွက်မဲ့ဟာက 0.5% for period ကရှိမှထွက်ခဲ့တယ်သူခံမှန်းပေးထား minus တောင်ခံမှန်းပေးထားတာ okay ဆိုတော့တကယ် actual မှာဒီ period ထက်လဲဒါ 0.6 လောက်ဖြစ်တယ် focus ထက်လဲတာဝါရဲဆိုလို့ရှိရင်တော့ CPI ကောင်းသွားတာပေါ့ CPI ကောင်းသွားရဲဆိုတဲ့အခါကြလို့ရှိရင်ဘာဖြစ်နိုင်လဲဆိုတဲ့အခါကြတော့နိုင်ငံသတင်းဘာညာကွကွအာနေအထားဒါအစောအလုံးစုံကောင်းသွားနိုင်တယ်ပေါ့ကောင်းသွားတဲ့ခါကျလို့ရှိရင် US ကလည်းသူ့အနေနဲ့သူအခြေအနေကောင်းတော့ inflation ကလည်းဒါနည်းနည်းငြိမ်နေဆွဲနေတာဖြစ်တော့ဒေါ်လာဈေးကနည်းနည်းပြန်ပြီးတော့မှဟိုပါပေါ့နော်အားကောင်းလာနိုင်တယ်ဆိုတဲ့အနေထားပေါ့သူပို့ပြီးတော့တမန်ပိုများနိုင်နေတာအဲဆိုရွှေရနည်းနည်းဖိအားပဲရောက်မယ်တကယ်လို့ CPI မကောင်းဘူးဆိုလို့ရှိရင်တော့အလွယ်ပေါ့နော်ဒါအလွယ်ပေါ့တကယ်ဟိုပါပေါ့ market ထဲမှာအဲ့ဒါကြီးကိုခံမှန်းပြီးတော့မှဟာ data ကြီးထွက်လာပြီမကောင်းဘူးဆိုရင်ပြစ်ပြီးတွားဝဲတာမျိုးပြစ်ပြီးရောင်းတာမျိုးမလုပ်သင့်ဘူးအဲ့ဒါတော့မှတ်ထားနော်မလာဝန်တို့သတင်းထွက်ပြီးနိုင်ဝက်သုံးဖို့15မိနစ်မှာကိုတုံးတဲ့ time frame ပေါ်မှာမူတည်ပြီးတော့မှ confirmation ယူပြီးတော့မှလက်ရှိပညာမှာထောက်သွားလဲဤပညာပိုင်းဆိုင်ရာအရာပညာကနေပြီးတော့မှเนาะတကယ်အားကောင်းနဲ့တက်သွားတာလဲ basic price ကနေပြီးတော့မှဝယ်လိုရည်ဆွဲတင်သွားတာလဲ basic price ကနေရောင်းလိုရည်ဆွဲချသွားတာလဲဆိုတဲ့အနေထားကိုကြည့်ပြီးတော့မှဝင်ခြင်းအပြင်ကိုယ့်ရဲ့ risk ကို short ချလို့ရပါတယ်ရှင့်ဆိုတော့ okay ဒါဆိုရင် CPI လည်းရှိမယ်မလောက်တော့ထပ်ဆောင်ကြည့်ကြမယ်เนาะဆိုတော့နောက်ထပ်ကြည့်ရအောင်အဲ့တော့မလာဝန်တို့ this week ကိုကြည့်လိုက်မယ်เนาะ this week ဒီဘက်ထဲမှာက CPI နေရှိမယ်ဒီကဘာရှိအောင်မလဲဆိုတော့မလာဝန်တို့ US နဲ့ပတ်သက်တာပေါ့ဆိုတော့ US ကိုအဓိက focus လုပ်နေတာဆိုတော့လေအဲ့လိုပဲမမ switch ရှိရကြောကောင်းနှလုံးမှာပဲဘာပြောမှလည်းမသိဘူးเนาะပြီးရရှင် intra rate decision နဲ့ okay ဒါကဟိုကနေပြီးတော့မှကနေဒါကနေ intra rate decision ဆိုတော့မလာဝန်တို့တိတ်ပြီးတော့ကနေဒါလည်းတိတ်မသုံးသေးဘူးမကြည့်သေးဘူးဆိုတော့เนาะPPI ရှိမယ် PPI ကလည်းအဲ့လောက်ထိမဟုတ်ဘူးokay ဒါ GDP ရှိမယ်ဒါ UK ရဲ့ GDP ပေါင်နေတက်ရောက်စေနိုင်တယ်ယူရိုတက်ရောက်စေနိုင်တယ် okay ယူရိုဆိုပေါင်ပေါ့နော်ပေါင်အဓိကပေါင်ပါ GBP အတွဲအုပ်စုတွေတက်ရောက်စေနိုင်တယ်initial job claim ရှိမယ် okay ဆိုတော့ကဒီဘက်ကတော့လှုပ်ခက်ပဲเนาะလှုပ်ခက်ပဲဒါဖြစ်နိုင်ခြင်းများတယ်ဒီလားတော်တော်ဈေးရလေ data လေးတွေတော့တူကတော့ညောလှုပ်ထွေးလို့ကောင်းတဲ့ data လေးတွေပါပဲအရင်ကြီးမားမားဖြစ်တဲ့ data တော့မတွေ့ဘူးခါတော့မလောက်ဘူး intra rate decision ကနော်အတိုးနဲ့ပတ်သက်ပြီးတော့မရှိဘူး export import price အဲ့ဒါကလည်းကျွဲကောင်းနှလုံးပဲဆိုတော့တိုက်အရေးမကြီးဘူး CPI ဒီဘက် euro CPI လည်းထွက်မှာတိလား euro တွေပါမလောက်ဘူးဟိုနည်းနည်းချင်းကက်ကြည့်ကြမယ်လေတကယ်လို့သဘောကျရဲဆိုလို့ရှိရင်မလောက်ဘူးခုဗာလဲသုံးသက်ပြပါညာကွကွပေါ့စသဖြင့်ရေးပေးပါအောင်လို့အောက်မှာဗာလေသုံးသက် station နဲ့အတွဲရှိရဆိုရင်လေ okay အဲ့ဆိုတော့ကြီးမအရင်တော့မရှိပါဘူးဒီ CPI ရဲ့ပြီးတော့ညပိုင်းပုံမှန်7နာရီ9နာရီလောက်မှာပုံမှန်ပါပဲဒီသူတို့ဒီ New York Sun ချိန်ရဲ့လှုပ်ခတ်နေကြအချိန်တွေမှာပဲဒါဈေးနှုန်းကဒါလှုပ်ခတ်နိုင်တယ်ဆိုတဲ့အနေထားပေါ့နော် okay အဲ့ဒါဆိုရင်မလောက်တော့ဒါဒီထပ်ပြီးတော့မှဟိုသွားကြည့်မယ်နော်ရွှေကိုသွားကြည့်လိုက်တော့မယ်